ပရိသတ်တွေရဲ့အသေးကြော်ပဲလော်လေးစူပါဂယ်ပွဲလာပြီပရိသတ်ရဲ့အသေးကြော်ပဲလော်စူပါဂယ်ကတော့နှစ်ကျော်လောက်ပွဲတွေဝေးကွာနေတာကြာပြီဖြစ်ပါတယ်နော်ဒါပေမဲ့အခုတော့1 Championship ဘက်ကနေစူပါဂယ်ရဲ့ပွဲကိုတရားဝင်ချပြလိုက်ပါပြီရှင်စူပါဂယ်ရဲ့ပွဲကိုစောင့်မျှော်နေကြတဲ့ကိုမောင်တွေတော့သဘောကျကြမယ်လို့ထင်ပါတယ်ရှင်ဒီမတိုင်ခင်မှာတော့ပရိသတ်တော်တော်များများကတော့စူပါဂယ်ကိုကျမတို့ရဲ့မြန်မာကိုစားပြုတ်ဖိုင်တာကန်ကျစ်တဲ့မယ်လီဘရိုနီကာနဲ့တွေ့ဆုံထိုးသက်စီခြင်းခဲ့ကြတာပဲဖြစ်ပါတယ်စူပါဂယ်ကပွဲတွေဝင်းနေတာကြာပြီဖြစ်တယ်လို့နောက်ဆုံးနှစ်ပွဲစက်တိုက်ရှုံးနေထားတဲ့ဖိုင်တာမှာလေးပါမကြခင်ရက်ပိုင်းမှာတော့စူပါဂယ်နဲ့ဘရိုနီကာတို့ပွဲရှိရဲဆိုပြီးတော့အသိပေးလာတဲ့ချိန်မှာပရိသတ်တွေဆန္ဒပြုဝခဲ့ပြီလို့ထင်ခဲ့ကြပေမဲ့အခုတော့တရားဝင်တွဲဆိုင်ကိုချပြလိုက်ပြီဖြစ်ပါတယ်ရှင်စူပါဂယ်ရင်ဆိုင်ထိုးသက်ရမယ့်ဖိုင်တာကတော့တရုတ်ဖိုင်တာယူရပွိုင်မဲ့ဖြစ်ပါတယ်တရုတ်ဖိုင်တာကလည်းစူပါဂယ်လိုပဲနောက်ဆုံးနှစ်ပွဲစက်တိုက်ရှုံးနေထားတာဖြစ်ပါတယ်ဒီဖိုင်တာနှစ်ယောက်ရဲ့ပွဲစဉ်ကိုတော့အခုလာမယ့်မက်လ14ရက်နေ့မှာကျင်းပသွားမယ့်159ပွဲစဉ်41မှာထိုးသက်သွားမယ်လို့သိရပါတယ်ဘရိုနီကာနဲ့စူပါဂယ်ရဲ့ပွဲကိုကြည့်ကျင်ကြတဲ့သူတွေအတွက်တော့ဆန္ဒမပြေဝသေးဘူးလို့ပြောရမှာပါနော်စူပါဂယ်နဲ့ဘရိုနီကာတို့တွဲဆိုင်ကတော့တစ်ချိန်မှာတော့တွေ့ကြရမှာပါလက်ရှိမှာတော့ဘရိုနီကာက1 Championship မှာ3ပွဲကစားချပြီးတော့2ပွဲနိုင်တပွဲရှုံရလက်ကိုပိုင်ဆိုင်ထားပါတယ်စူပါဂယ်ကတော့ဘရိုနီကာနဲ့ရှင်မယ်ဆိုရင်တော့ပွဲတွေ့ကြုံကများပါတယ်အခုစူပါဂယ်ရင်ဆိုင်ရမယ့်တရုတ်ဖိုင်တာကတော့အသက်32နှစ်ရှိပြီဖြစ်တယ်လို့အရက်9ပေလေးလက်မရှိပါတယ်သူက1မှာ10ပွဲကစားထားပြီးတော့6ပွဲနိုင်2ပွဲရှုံရလက်ကိုပိုင်ဆိုင်ထားပါတယ်သူမနိုင်ခဲ့တဲ့ပွဲတွေကတော့အလဲချိုးနဲ့နိုင်တာကများပါတယ်ရှင်ယူရိုပွင်ကနောက်ဆုံးပွဲကိုတော့2025ခုနှစ်မတ်လကထုတ်သက်ခဲ့တာဖြစ်လို့ပွဲကတော့တစ်နှစ်ခန့်ဝေးကွာနေတယ်လို့ပြောရမှာပါပရိသတ်ရဲ့အသေးကြော်ပဲတော်လေးစူပါဂယ်ကတော့အားလုံးသိကြတဲ့အတိုင်းအသက်က22နှစ်အရက်9ပေ9လမှရှိပြီးတော့1 Championship မှာ9ပွဲကစားထားပြီး3ပွဲနိုင်2ပွဲရှုံရလက်ပိုင်ဆိုင်ထားပါတယ်အဲ့ဒီရှုံးတဲ့နှစ်ပွဲမှာဆိုရင်တော့ Stanford တက်ကိုလည်းသူကရှုံးမိတ်ထားပါတယ်။နောက်ဆုံးထိုးသက်တဲ့ပွဲကတော့2023နိုဝင်ဘာလကထိုးသက်ထားတာကနောက်ဆုံးပွဲပါ။အဲ့ဒီပွဲမှာတော့ Super Girl ကပြိုင်ဘက် Spain Fighter မှာလေး Christina Moritz ကိုအလဲထိုးနဲ့ရှုံးမိတ်ထားတာဖြစ်ပါတယ်။ Super Girl ကနောက်ဆုံးနှစ်ပွဲဆက်ရှုံးမိတ်ထားသလိုပွဲဝေးတာလည်းတော်တော်လေးကိုကြာပြီဖြစ်လို့ Super Girl အနေနဲ့ကတော့အခုလာမယ့်ပွဲအတွက်တော်တော်လေးကိုတေချာလေးအားစိုက်ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ပြိုင်ပွဲနဲ့ရှင်တော့အနှစ်အတော်ကြာပွဲဝေးကွာနေခြင်းကလည်းတိတ်တော့အခြေအနေမကောင်းဘူးလို့သုံးသပ်ချက်ပါတယ်။ဒါပေမဲ့စူပါဂယ်ရဲ့အပြုံးချွတ်ချိုလေးတွေနဲ့လက်သီးကလည်းတအားပြင်းသူလေးပါနော်။ခြေတံလက်တံရှိသူလေးဖြစ်တာကသူမရဲ့အာသာချက်လို့တောင်ပြောရမှာပါ။ပြိုင်ဘက်ကိုအကွာဝေးထိန်းစောတဲ့နေရာမှာကတော့တကယ်ကိုဆရာကြီးပါရှင်။ဒါအပြင်ပြိုင်ဘက်အတွက်ကတော့သူမရဲ့ရှိလျရတဲ့ဒူးတိုက်ချက်တွေကလည်းတကယ်ကိုသတိထားရမယ်အန်ရဲ့ရှိတဲ့အရာတွေပါပဲ။ဒီပွဲမှာတော့ Super Girl အနေနဲ့အကွာဝေးကိုထိန်းစောပြီးတော့အပပြင်းထန်တဲ့လက်သီးတွဲလုံးနေနဲ့အနိုင်ယူပြသွားမလားဆိုတာကတော့ကျမတို့တွေအတူတူစောင့်ကြည့်အားပေးရမှာဖြစ်ပါတယ်။အခုလာမယ့် match လ14ရက်နေ့မှာရှင်မြန်ကစားသွားမှာပါနော်။ဒါနဲ့ကျမတို့ရဲ့မြန်မာ fighter KN စစ်သက်မယ်လီဘရိုနီကာကအခု Super Girl နဲ့မတွေ့ရတော့ဘူးဆိုတော့ဘယ်သူနဲ့တွေ့စေချင်ကြလဲ။ Israel သူလေးနဲ့များတွေ့နေမလားနော်။ပရိသတ်ကြီးတို့အနေနဲ့ဆိုရင်ရောဘရိုနီကာကိုဘယ်သူနဲ့ပွဲတယ်တာပို့ပြီးတော့ကြည့်ချင်ကြပါလေ။ကွန်မန့်မှာရေးသားပေးခဲ့ကြပါအောင်ရှင်။